စိတ်နဲ့ချီတဲ့ဒူရီအဲ့လိုနဲ့ပဲဂျက်ကလေးတစ်စင်းဟာကျွန်တော်စီကိုရုတ်တရက်ပဲရောက်ရှိလာခဲ့တယ်။အဲ့လိုပြောရင်မမှန်နိုင်ဘူး။အမှန်ကကျွန်တော်ဟာဒီနေ့မှကျွန်တော်ရဲ့ဂျက်ကလေးကိုအံ့ဩငြိမ်မောနေခွင့်ရခဲ့ရတယ်။တကယ်ကကျွန်တော်ဟာဂျက်ကလေးရဲ့တုံ့ပြန်မှုကိုမျှော်လင့်မထားမိဘူး။မျှော်လင့်မထားမိဘူးဆိုတဲ့စကားကအလုံးစုံတော့လည်းမမှန်ဘူး။တကယ်စစ်မှန်ကမမျှော်လင့်ရတာ။ဂျက်ကလေးဟာကျွန်တော်နဲ့တိတ်ဝေလွန်တဲ့ကောင်းကင်မှာရှိနေခဲ့တာပါတကယ်တော့ကျွန်တော်ယူသွတ်သွားခဲ့ရတာဂျက်ကလေးရဲ့အလင်းရောင်တွေကြောင့်အလင်းရောင်ဆိုရမှာတောက်ပလွန်နေတဲ့ဂျက်ကလေးရဲ့ကိုရောင်ကိုဝါတွေကိုပြောချင်တာမဟုတ်ဘူးကျွန်တော်ပေါ်ရုပ်ကြီးဖြာချလာခဲ့တဲ့နှွေးထွေးတဲ့ရောင်စင်နှန်းတွေကိုပြောတာနှွေးထွေးနေတဲ့ဂျက်ကလေးရဲ့အလင်းရောင်အောက်မှာကျွန်တော်နဲ့မထိုက်တန်မှန်းသိလေနေနိုင်ခွင့်ရသလောက်နေချင်ခဲ့မိတယ်ဂျက်ကလေးကိုငေးမောကြည့်နေခွင့်နဲ့ပဲကျွန်တော်တို့တော့ကဘာဟာလုံးချုံအေးမြလာခဲ့ရတယ်။ဂျက်ကလေးကပြောတယ်ဒါဟာကျွန်တော်အမြဲမရနိုင်တဲ့အရာတဲ့။ခဏတစ်ဖြုတ်ပဲပိုင်ဆိုင်ရမယ့်အရာတဲ့။ဂျက်ကလေးကိုယူသွတ်စီမိတဲ့အထက်မှာအဲ့ဒီအပြောင်းဆံမှုတွေလည်းပါတယ်ဆိုတာကိုတရားရောက်နားလည်အောင်ဘယ်လိုရှင်းပြရမယ်မှကျွန်တော်မသိဘူး။လောကကြီးရဲ့လူတွေရဲ့ကောက်ကွေးမှုတွေကိုညှင်းဝဲစိတ်ကုန်နေခဲ့တဲ့ကျွန်တော်ဟာဂျက်ကလေးရဲ့ရိုးဖြောင်းမှုကြုံတွေ့ရတော့တိတ်ပြီးထူးဆန်းနေခဲ့မိတယ်။လောကကိုအပေါ်ကနေစီးကြည့်နေနိုင်တဲ့ဂျက်ကလေးဟာဒီထက်တော့ဝင်ကြွားမှာပဲလို့ကျွန်တော်ထင်ခဲ့မိတာ။မြုံနိုင်ကြပဲဂျက်ကလေးဟာဖြူစင်လိုက်တာကျွန်တော်ကလူတွေကိုမောင်းနေအဖြောင်းဆန်လို့မရလို့ဆိုတော့ဂျက်ကလေးကပြောတယ်လူဟာလူလောက်ပဲရှိမှာပေါ့တဲ့။ပြောရရင်တော့ဂျက်ကလေးကိုဆွဲလိုက်ရတဲ့အချက်တွေထဲမှာနှွေးထွေးမှုရဲ့ရိုးဖြောင်းမှုရဲ့အိမ်တစ်ခုကအဓိကပါပဲ။ဂျက်ကလေးကိုမေးရင်ဘယ်ချိန်မဆိုအမြဲအမှန်တိုင်းဖြေတယ်။လူသားတွေညာတာကြုံရတော့သူလဲလူသားတွေကိုအဲ့ဒါကြောင့်ပဲမုန်းတာလို့ပြောတယ်။ငါတို့ဘယ်ရထားမှလွဲခဲ့လေ။တခါလွဲရင်နှစ်ပေါင်းဘလောက်ကြာတတ်လဲအောင်ချိန်။အဲ့ဒီမှာဂျက်ကလေးနဲ့ကျွန်တော်ရဲ့ကြားတွေ့ရှက်ထားတဲ့စိတ်ဝိညာဉ်ဟာဘလောက်နှဆိုင်နေဆိုတဲ့အကြောင်းကိုကျွန်တော်သိသွားတယ်။ကျွန်တော်တို့ကြားမှာတူညီတဲ့စိတ်ခံစားမှုတွေကကျွန်တော်တို့ကိုတွေ့ရှက်ထားနေကြတာ။ဒါပေမဲ့ဒီအကြောင်းကိုသူရောကျွန်တော်ပါထုတ်ဖို့မပြောပြကြဘူးဂျက်ကလေးကသူ့ကိုယ်သူပြန်ထိချုံနေတယ်ကျွန်တော်ကတော့ဂျက်ကလေးကိုငေးမြဲတိုင်းပဲငေးကြည့်နေတယ်အချိန်တန်ရင်ကွယ်မဲ့အလင်းရောင်ရဲ့အချိန်တန်ရင်ကျွေမဲ့ကျင်းရဲ့ကျွန်တော်နဲ့ဂျက်ကလေးဟာတကယ်ကအဝေးကြီးကိုဝေးကွက်လွန်လာပါတယ်ဂျက်ကလေးရဲ့လင်းရောင်ကိုတွေ့ပြီးကလေးကကျွန်တော်မှစိတ်တစားတစ်မျိုးဆွဲကပ်လာခဲ့တယ်အိမ်မက်ကလန်နိုးတဲ့အခါကျွန်တော်ဂျက်ကလေးပျောက်သွားမှာပဲဆိုပြီးတရင်တို့ရင်တော့ကျွန်တော်မှကျွန်တော်ဂျက်ကလေးရှိနေရလားလို့အမြဲထပ်ထပ်ကြည့်နေရတာတချို့ຢာတွေကမြင်နေရတာနဲ့တည်းတမိုးကြည့်လာပါပြီခက်တာကမေတ္တာတရားအကြောင်းကိုသူရောကျွန်တော်ပါမြုံကြည့်ကြပြန်ဖို့ဒါပေမဲ့လေစိတ်ဟာနောက်တွယ်နေမိပြီဆိုတာကိုနှစ်ယောက်လုံးတိတိတသားခံစားနေကြရတယ်ကဲဘယ်လိုလုပ်ကြမလဲလို့သူပြောပြီးဆိုရင်ဒါဟာသူ့ကိုကျွန်တော်နာကျင်စေမိနေပြန်ပြီဆိုတာကိုသိနေမိပြန်တယ်တကူမတကူနာအောင်ယုံကြရမခွဲခါလုံးမှမဖြစ်ပဲခင်စောမြင့်မနက်လင်းတဲ့အခါကျွန်တော်ဂျက်ကလေးကိုတွေ့ရဖို့ဆိုတာဘဝရဲ့အိမ်မက်တစ်ခုလိုဖြစ်လွတ်လာခဲ့တယ်။ညွှန်လင်းချက်တစ်ခုလိုလည်းဖြစ်လာခဲ့တယ်။မြတ်တာတရားဟာလမ်းမှာသိပြီးပျောက်ရှာများတယ်ဆိုပေမဲ့ကျွန်တော်ရဲ့ဂျက်ကလေးစီကိုဆက်ဆက်မြတ်မြတ်ရောက်သွားတာသိအံ့ဩစရာကောင်းတယ်။သူကတော့ဒါကိုရေစက်တွေကံကြမ္မာတွေလို့ပြောဆိုသုံးလို့လေးရှိတယ်။ချစ်တယ်ဆိုတဲ့အကြောင်းကိုမလိုအပ်ဘူးတင်တာနဲ့သူရောကျွန်တော်ပါပြောပြကြဘူးရင်ထဲကတချို့ຢာတွေကရင်ထဲမှာရှိနေုံနဲ့လောလောက်ပါတယ်ကျွန်တော်ကတော့သူ့ကိုမြင်တွေ့နေခွင့်ရတဲ့နေ့ရက်တွေကိုကင်ဆာဝေဒနာရပြီးတဲ့ရက်စွဲတွေပဲလို့ပြောင်းလဲသတ်မှတ်ထားတယ်ကင်ဆာဆိုတာတိမိတ်ချခံရတဲ့အခါဆိုရင်လောကမှာနေထိုင်ခွင့်ရသမျှနေ့ရက်တွေဟာရွှေရောင်နေ့ရက်တွေလို့ကျွန်တော်ထင်တယ်လေသူ့ကိုမြင်တွေ့ခွင့်ဆိုတာလေကျွန်တော်တော့တနေ့ကျရင်ဒါမှမဟုတ်သိမကြရင်ကျွန်တော်ကောင်းကင်ကနေကျယ်တွေကွဲပြောက်သွားမယ်ဆိုတာသိနေရတော့မြင်တွေ့ခွင့်ရတဲ့နေ့ရက်တွေကိုသိပြီးတန်ဖိုးထားမိတယ်။ကျယ်ကလေးရဲ့ပုံရိပ်ကိုဖုံးမျက်နှာပြင်ပေါ်တင်ထားပြီးမျက်နှာစိမ့်နဲ့ပြုံးကြည့်နေမိရဲ့တတိယခြင်းတွေကိုထုတ်ပိုးလွှတ်မိပြန်တယ်။သူ့စီရောက်သလားလို့ဘယ်တော့မှမမေးဘူးဆိုတာကရောက်မယ်ဆိုတာကိုယုံကြည်လို့ပါ။သူနဲ့ကျွန်တော်စိတ်ကိုအရင်တိုင်းထားပြီးဆက်ဆံကြတော့ကျွန်တော်တို့ကြားမှာပြောစရာစကားတွေအများကြီးမလိုအပ်ခဲ့ကြတာအံ့ဩမယ်ဆိုတော်တော်အံ့ဩစရာပဲ။
တကယ်ကကျွန်တော်ခြေကလေးနဲ့ကျွန်တော်ဟာတိတ်ပြီးအလန့်ကွာဝေးလွန်းနေကျွန်တော်မတတ်နိုင်တာတွေပဲများလွန်းလာပါတယ်ခြေကလေးကိုကျွန်တော်လုပ်ပေးနိုင်တာဆိုလို့အိမ်မက်တွေအထဲကြီးအေးချမ်းပါစေလို့ညာတိုင်းဆူတောင်းပေးရရဲ့ညနေနေ့ကြမှာနေ့နေ့ညကြမှာခြေကလေးလုံခြုံအေးမြရှိပါစေလို့အာယုံညွတ်ပြီးဆူတောင်းပေးရုံရပါစိတ်ကိုစိတ်နဲ့လမ်းပြီးချစ်တော်မူဘလောက်ကွာဝေးဝေးမြတ်တာဟာရောက်ရှိသွားတဲ့အချိန်မှာရဲ့ခြေကလေးဟာသူတတ်နိုင်တဲ့များကျွန်တော်ပေါ်အေးမြရှာပါတယ်တရားတော့မယ်ဆိုရင်တော့ပြောကြနှည့်ရွက်တွေပွေဖက်ယူသွားနိုင်တဲ့အတွက်ကျွန်တော်မှပျော်ရွှင်ခဲ့ရတယ်ခြေကလေးကိုလည်းပျော်အောင်ထားရင်ကျွန်တော်လည်းပျော်အောင်နေရင်ကျွန်တော်တို့ကြားကမြတ်တာတရားကိုကန်ဆာဆဲတွေလိုပွားများလာစေရမယ်လို့ဆုံးဖြတ်ခဲ့မိတယ်ကျွန်တော်တို့မှာအချိန်တွေအများကြီးမကျန်နိုင်တဲ့အကြောင်းကိုခြေကလေးရောကျွန်တော်ပါသိကြတဲ့အတွက်ဝမ်းနည်းမိကြပါမယ်ဘလို့မှမတတ်နိုင်ခဲ့ကြဘူးလေကျွန်တော်ခြေကလေးကိုအရေးကြီးကြည့်နေရခြင်းမှာလုံလောက်ခဲ့တယ်လို့ကျွန်တော်စိတ်ကသူ့စိတ်ကိုလှမ်းပြီးအင်းမြစီရောနဲ့အရာရာလုံလောက်ခဲ့ရတာမျိုးပါအစမ်းတကျယ်တွေပါခဲ့တယ်လို့အစမ်းတကျယ်တွေလည်းမလိုအပ်ခဲ့ပါဘူးတယောက်ကိုတယောက်ရှိနေတယ်ဆိုတဲ့အသည့်နဲ့တင်ကျွန်တော်တို့တည်ရှိနေမှုကိုရောက်ရဲနိုင်ခဲ့ကြတာမေတ္တာတရားဆိုတာမျိုးကတစုံတရာအင်းမြပါစေလို့စိတ်ကလှမ်းပြီးညှို့ယုံကလေးလို့သူရောကျွန်တော်ပါယုံကြည်ခဲ့ကြတာကိုတခါတလေမှာတချို့လူတွေကိုတွေ့ကျင်တာမျိုးမဟုတ်ပါဘူးသူကမှအေးချမ်းလုံခြုံစွာရှိနေတယ်ဆိုတာကိုသိယုံလေးသိချင်နေမိတာမျိုးပါနေထွန်းသိမ်းတကယ်တော့ခြေကလေးဟာကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုနားရပါခြေကလေးကိုအလွန်မင်းလွတ်ဆွလာတဲ့အခါတွေမှာလည်းငေးကြည့်နေရရုံနဲ့လုံလောက်ခဲ့ပါတယ်ညဘက်မှာအမရွက်ကလေးတစ်ခုရှိတဲ့ခြေကလေးရဲ့ပါကိုတတိယနိုင်နှမ်းမိတဲ့အခါကျွန်တော်လွမ်းနေခြေကလေးစီရောက်သွားမှဆိုပြီးကျွန်တော်မှဖောက်ဖာကလေးနိုင်ရတယ်ကျွန်တော်ကြောင့်တော့ဖြင့်ဘလိုနည်းနဲ့မှကျွန်တော်ရဲ့ခြေကလေးကိုလေးလံစီချင်တာပါတကယ်တော့လေရာရာမပြည့်စုံတဲ့ကျွန်တော်လူကကောင်းကင်ထက်မှပြည့်စုံလာတဲ့ခြေကလေးတစ်စင်းကိုလမ်းပြီးစိတ်ပူနေတယ်ဆိုတာလူတွေသိရင်ရည်စရာပေါ့ဒါပေမဲ့လေခြေကလေးနဲ့ပတ်သက်ရင်ကျွန်တော်မှဒါပဲတတ်နိုင်ခဲ့တာကိုခုဆိုရင်ကျွန်တော်ရဲ့အသက်ဟာခြေကလေးနဲ့ချိတ်ဆက်ထားရတယ်ဆိုတာကိုဘယ်သူမှမသိကြဘူးကျွန်တော်မှခြေကလေးကျူသွားမှဆိုတဲ့စိတ်နဲ့အသက်ကလေးကိုဖော့ဖွာလေးခိုးချိုင်ရင်ညတီးနိုးရင်တော့ခြေကလေးကိုထားကြည့်ရတယ်စိတ်ကိုဘာနဲ့ချီလို့ရလဲဆိုရင်စိတ်ကိုစိတ်နဲ့ပဲချီလို့ရတာပေါ့မေတ္တာရဲ့တန်ရောစီရဲ့နားလည်မှုရဲ့ဟာကျွန်တော်နဲ့ခြေကလေးကိုခိုင်မြဲဆုံးတွဲဆက်ထားကြလိရဲ့ကဘာကြီးကငါ့ကိုတရော့တလက်ပြီးတော့ဘိုးတန်ကငါကနှလုံးသားပေါ်တင်ထားလိုက်ပြီးညီမိုးအေး